ကဲဒီနေ့မှာတော့ကျွန်တော်ကဖုန်းတွေရဲ့ hardware အစိတ်ပိုင်းတွေပဲပြောနေတာဆိုတော့ဒီနေ့တော့ software ဘက်ကိုတစ်ချက်သွားကြည့်အောင် software ဘက်မှာဆိုလို့ရှိရင်ကျွန်တော်ဘာတွေရှိလဲဖုန်းတွေရဲ့ OS ဆိုတာရောဘာပြောတာလဲ UI ဆိုတာရောဘာပြောရလဲကျွန်တော် operating system တို့ user interface တို့ဆိုတာကကျွန်တော်ဖုန်းတွေမှာအသုံးပြုတဲ့operating system တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ operating system တွေကဘယ်လိုလုပ်ဆောင်တာလဲသူတို့ကဘယ်လိုအရေးပါလဲဆိုတဲ့အကြောင်းကိုကျွန်တော်အနည်းငယ်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ဖုန်းတွေမှာအသုံးပြုနေကြတဲ့ကျွန်တော် OS operating system ဆိုတာကတော့ကျွန်တော် hardware အစိတ်အပိုင်းနဲ့ပေါ့နော်ကျွန်တော်အသုံးပြုသူတွေရဲ့ကြားမှာသူကပေါင်းကူးတရားတစ်ပွဲလုပ်ပေးတဲ့လှုပ်ဆောင်ခြင်းမျိုးကိုလှုပ်ဆောင်ပေးတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူက manager လိုမျိုးပေါ့တူထဲမှာရှိတဲ့ CPU တွေ RAM တွေကိုဘယ်လိုအချိန်မှာဘယ်လိုလှုပ်ဆောင်ရမယ်ဆိုတာကိုအဓိကညွှန်ကြားပေးနေရပဲဖြစ်ပါတယ်ကျွန်တော်တို့အသုံးပြုနေတဲ့ application တွေကိုလည်းကျွန်တော်တို့စနစ်တကျအသုံးပြုနိုင်ဖို့အတွက်ဒီ operating system ပဲအလုပ်လုပ်ပေးနေရပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဖုန်းတစ်လုံးမှာဆိုလို့ရှိရင်သူ့မှာအမျိုးအစားလိုက်အများကြီးရှိတယ်ဒီAndroid OS နဲ့ iOS ဆိုပြီးတော့နှစ်မျိုးရှိတယ် iOS တောင်းတော့နောက်ပိုင်းမှာအသေးစိတ်ပြန်ပြောပြပေးမယ်အခုဆိုလို့ရှိရင်ကျွန်တော် Android OS တဲမှာဖုန်း company တွေမှာဆိုလို့ရှိရင်သူတို့ကိုယ်ပိုင် brand တွေအလိုက်ပေါ့နော် UI တွေရှိတယ်ဥပမာပြောရမယ် Samsung မှာဆိုလို့ရှိရင်ကျွန်တော် One UI တို့ Xiaomi မှာဆိုလို့ရှိရင်MIUI တို့ HyperOS တို့ပေါ့နော်ကျွန်တော် Oppo တို့မှာဆိုလို့ရှိရင် ColorOS Vivo တို့ဆိုလို့ရှိရင် Fundo OS အဲ့လိုမျိုးကိုယ်ပိုင် OS တွေအများကြီးရှိတယ်ဒါကတော့ကျွန်တော် operating system နဲ့ပတ်သက်လို့ပြပြပေးသွားပေးပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမှာပါဘိုင်